ကနေမြေမှာကိုလေးရောက်ခဲ့တာပြက်လာတွေ့ကြည့်ရင်အလိုလိုနေရင်သုံးနှစ်ကြာလာပြီဟာကနေမြေမှာကိုလေးရောက်ခဲ့တာပြက်လာတွေ့ကြည့်ရင်အလိုလိုနေရင်သုံးနှစ်ကြာလာပြီဒီကြချိန်ခါမှာကြောက်တူးခဲ့ရတာကံခေသူမို့ကိုဘဝလုံးချာချာတင်းကြောက်ဆိုတာဝီလာဝေးတင်လက်ပြီးတော့မယ်နောက်ဖွင့်ကြောက်နဲ့အချိန်နဲ့မထင်ခဲ့ပါရင်မစေးရောင်ရင်လေရွက်ကြီးရွက်ငယ်ပဲဘာညာဘိဘွားအပူတွေများ